Well, hi, အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ဒီ English with me ဆိုတဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တပိမဲ့ကျွန်တော်တို့ phrasal verb အကြောင်းလေးပဲဖြစ်ပါတယ်လုံးနဲ့ဆိုင်ထားပေါ့နော်လုံးနဲ့ဆိုင်တဲ့ phrasal verb တွေကိုကျွန်တော်ဒီထဲမှာပြထားတယ်အဲ့တော့ကျွန်တော် subject ကိုကြည့်ပြီးတော့ topic မှာဖြစ်ပါတယ်အဲ့တော့ကြည့်ကြအောင်ဗျပထမဆုံး phrasal verb လေးကကျတော့ take on ပေါ့နော် take on ရဲ့တော့ဘာပြန်ကျတော့တာဝန်စိန်ခေါ်မှု project ကိုလက်ခံပြီးတဲ့သူ့ရဲ့ဥမာလေးကကျတော့ Mark said yes to taking on the new project Mark ကလည်း yes လို့ပြောတယ် to taking on the new project အသေးကိုလို့သူကတာဝန်ယူမှဆိုပြီးသူကပြောတယ်ဒါပထမဆုံး phrasal verb ပေါ့နော်ဒုတိယလုံးနဲ့ကျတော့ come up with အဲ့ဒါကပါလဲဆိုတော့အကြံဒါမှမဟုတ်တစ်ခုခုကိုထုတ်တည်ပေါ့နော်ကိုကောင်းတဲ့တစ်ခုကိုထုတ်တယ်ဆိုတော့ပြောချင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့သူ့ရဲ့ဥမာလည်းကျတော့ have you come up with any ideas yet မင်းအကြံဉာဏ်တစ်ခုများတဲ့မထွက်သေးဘူးလားတဲ့အဲ့လိုမျိုးပေါ့နော်ဒါကဒုတိယလုံးပေါ့နော်နောက်တစ်လုံးကကျတော့ put in something ဆိုတာအပန်းနိုင်ကိုရောက်ဖို့အတွက်ကိုယ့်ရဲ့ဒီအချိန်ဆိုအချိန်ပိုက်ဆံဆိုပိုက်ဆံစူးစမ်းထုတ်ဖို့ဒါစိုက်ထုတ်သည်ဆိုတဲ့အဓိပ္ပာယ်ကိုဒါပြောချင်တယ်ပေါ့နော်ဒီဥပမာတွေဆိုတော့ you just need to put in a better effort မင်းနည်းနည်းလေးအားစိုက်ထုတ်ပြရမယ်တဲ့အားစိုက်ထုတ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျတော့ knock it down ဆိုတာကကျွန်တော်တို့လူပြင်းတွေကိုဒါပြောတဲ့စကားပေါ့နော်အဲ့ဒါကဘာလဲဆိုတော့လက်ကြောတင်းအောင်လုပ်ပြီးတဲ့ခုခုကပြည့်နေတယ်ဆိုတော့လက်ကြောတင်းအောင်လုပ်ရမယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်ပါတယ်ဟေ့ဒီဥပမာလေးကျတော့If you want to pass the exam မင်းစာဝင်ကိုအောင်ကျင်နေဆိုရင် you'll have to knock it down မင်းလက်ကြောတင်းအောင်လုပ်ရမယ်တဲ့ဒီစာဝင်အောင်ကျင်နေဆိုရင်လက်ကြောတင်းအောင်လုပ်ကြ knock it down ဖြစ်အောင်လုပ်ကြဟုတ်ပြီလားနောက်ဥပမာလေးကျတော့ get ahead ဆိုတာကရှေ့ရောက်ပြီးတခြားသူတွေတဲ့အရင်ပြီးပြီပေါ့နော်အလုပ်တွေဆိုရင်ဒါတခြားသူတွေတဲ့အရင်ပြီးပြီအတန်းတွေပါတယ်မှာဆိုရင်သူများတက်တာအရင်ကြောက်ပြီပေါ့နော်ရှေ့ရောက်တယ်ပေါ့နော်ရှေ့ရောက်တယ်လို့ဒါပြောချင်တာပေါ့နော်ဒီဥပမာလေးကျတော့by doing extra homeworks အစာအပေါ်တွေကိုတဲ့လုပ်ရင်းဖြင့်တဲ့ he soon get ahead of the others in his class သူ့ရဲ့တန်းထဲမှာတဲ့တခြားသူတွေတက်ရှေ့ရောက်လာတယ်တဲ့တခြားသူတွေတက်အရင်ပြီးလာတယ်ဆိုတဲ့ date ကိုဒါပြောချင်တာပေါ့နော်ဟုတ်နောက်တစ်လုံးကျတော့ look into ဆိုတာကပုံစံစစ်ဆေးသည်တဲ့သူ့ရဲ့ဥမာလေးကကျတော့ the worker party has been set up to look into the problem အဲဒီမှာပါရီရောတဲ့ has been set upဖွဲ့စည်းပြီးပြီတဲ့ to look into the problem ပြဿနာတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်တဲ့ okay အဲ့တော့နောက်ဆုံးတော့အနေနဲ့ get back to somebody ပြန်ပြောသည်ပြန်ကြသည်ဘယ်နော်တရားရောက်ကပစ္စည်းတစ်ခုကဘယ်မှာလဲဆိုရင်သူရှာဦးမှာရှာပြီးမှနောက်ပြန်မှပြန်ပြောမှဆိုတဲ့အဲ့လိုမျိုးပြောချင်နေဆိုရင်ဒီ get back to somebody ကိုဒါသုံးရမှာပေါ့နော်ပြီးဥပမာတည်းကျတော့တဲ့ I will get back to you on the question of cost by next week ငါတဲ့ကုန်ကျစရိတ်နဲ့ပတ်သက်တဲ့မိခွင့်တွေကိုတဲ့နောက်ပတ်မှာတဲ့ပြန်ပြောပြမယ်နော်တဲ့အဲ့လိုလေးပေါ့နော် okay ဒီနေ့တော့ကျွန်တော်ဒါ phrasal verb တွေကိုလုံးနဲ့ဆိုင်တဲ့ phrasal verb တွေကိုဖြစ်ခဲ့တဲ့အဲ့တော့ဒီငန်းစာတွေ phrasal verb တွေရမလို့ကျွန်တော်နဲ့မှတ်နေပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်နဲ့ phrasal verb တွေကိုကျွန်တော်နဲ့ best ဆက်ပြီးမှဖြစ်ပါတယ်ဒီဗီဒီယိုတော့ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြကြမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် bye bye